relationship တခုမှာကွာကျမတို့တွေကတယောက်နဲ့တယောက်မချစ်တော့တာမျိုးလည်းမဟုတ်ဘူးရန်ဖြစ်နေကြတာမျိုးလည်းမဟုတ်ဘူးတယောက်နဲ့တယောက်ဝေးကွာသွားတာမျိုးခံစားရတာတအိမ်ထဲမှာအတူတူနေနေမှာကွာစကားတွေလည်းမပြောဖြစ်ကြတော့ဘူးတယောက်နဲ့တယောက်ဂရုစိုက်မှုတွေလည်းမရှိကြတော့ဘူးနှွေးထွေးမှုတွေလည်းမရှိကြတော့ဘဲနဲ့ပေါ့နော်တယောက်နဲ့တယောက်ကဝေးကွာသွားတာမျိုးခံစားရတာအဲ့လိုမျိုးခံစားချက်တွေကဘာဖြစ်လို့ဖြစ်ရတာလဲအဲ့လိုမျိုးခံစားချက်တွေကဘာဖြစ်လို့ဖြစ်ရတာလဲဆိုလို့ရှိရင်တော့အကြောင်းရင်းလေး၃ချက်ကြောင့်ဖြစ်နိုင်တယ်ပေါ့နော်ပထမဆုံးအကြောင်းရင်းလေးကတော့ဒီလိုမျိုးနေသားကျသွားတာကိုကဒီလိုမျိုးပေါ့နော်relationship တစ်ခုကတအိမ်ထဲမှာအတူတူနေရတာကြာလာတဲ့အခါမှာတယောက်နဲ့တယောက်ကနှွေးထွေးမှုဆိုတာကြီးပေါ့နော်တကူတကကြီးလုံးမယူတော့ဘူးကွာသူကငါ့အတွက်အမြဲတမ်းအတူတူရှိနေမှာပဲသူကငါနဲ့အတူတူအမြဲတမ်းရှိနေပေးမဲ့သူတယောက်ပဲဆိုတာကိုယ့်ရဲ့စိတ်ကတိသွားတဲ့အခါလုံခြုံသွားတဲ့အခါကျတော့ကိုကပေါ့နော်ဒီနှွေးထွေးမှုတွေရဖို့ဂရုစိုက်မှုတွေရဖို့ဆိုတာကြီးကိုလေတကူတကကြီးလုံးယူနေမှာမဟုတ်တော့တာဖြစ်တဲ့အတွက်အဲ့ဒီမျိုးပေါ့နော်နေသားကျသွားတာနေသားကျသွားတာတွေကြောင့်လဲပေါ့နော်တနေ့တယောက်ကဝေးကွာသွားတဲ့မျိုးတစ်ခါအချင်းကြားတဲ့ခါမှာခံစားလာရတာပေါ့နော်ဒီနောက်တစ်ချက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ့နော် emotionally တွေက disconnected ဖြစ်လာတာကွာတယောက်နဲ့တယောက်ကဒီလိုမျိုးအတူတူနေကြတယ်ဆိုပေမဲ့ပေါ့နော်နေ့စဉ်နဲ့အမျှပေါ့နော်ကိုယ်စဉ်ထဲမှာခံစားနေရတဲ့ဒီအဆင်မပြေမှုတွေအဆင်ပြေမှုတွေပေါ့နော်အဲ့ဒီဟာတွေကိုမပြောဖြစ်ကြတော့ဘဲနဲ့ပေါ့ဒီလိုမျိုးအပေါ်ယံလောက်လေးပဲပြောဖြစ်နေကြတဲ့အခါကျတော့ဒီ emotionally အရာတွေကိုရီးယားတယောက်နဲ့တယောက်ကြားမှာ disconnected ဖြစ်သွားတာပေါ့နော်အဲ့ဒါတွေကြောင့်လေဒီတယောက်နဲ့တယောက်ကအတူတူနေကြပေမဲ့ဝေးကွာသွားတဲ့မျိုးခံစားရတဲ့ feeling ကိုရတာပေါ့နော်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးကိုယ့်ရဲ့ရင်ထဲမှာပေါ့ဒီမဖြေရှင်းရသေးတဲ့ပြဿနာတွေပေါ့နော်အဲ့ဒါကြောင့်လည်းဖြစ်နိုင်တယ်ဒါတွေကဘယ်လိုမျိုးကြီးလဲဆိုလို့ရှိရင်ကွာကိုကရံမဖြစ်ချင်တော့လို့စကားမများချင်တော့လို့ဆိုပြီးတော့မှပေါ့နော်ကိုယ့်ရဲ့ရင်ထဲမှာတင်ထားလိုက်တဲ့စကားတွေပေါ့မပြောဖြစ်လိုက်တဲ့စကားတွေပေါ့အဲ့ဒါတွေကကြာလာတာနဲ့အမျှပေါ့နော်သူနဲ့ကိုနဲ့ကြားမှာတတိုင်းကြီးတစ်ခုလိုမျိုးကိုချသွားပြီးတော့မှပေါ့နော်အချိန်ကြာလာတဲ့အခါကျတော့သူ့ကိုကစကားမပြောချင်တော့ဘူးကွာပြီးတော့မှသူ့ကိုလည်းကိုကဘာမှအဖက်လုပ်ပြီးတော့မှပေါ့နော်စကားပြောချင်တာမျိုးလည်းမလုပ်ချင်တော့ဘူးအဲ့ဒါတွေကြောင့်လည်းပေါ့နော်အဲ့ဒီလိုမျိုးပေါ့နှွေးထွေးမှုတွေမရှိတော့တာမျိုးကြီးခံစားရတာဖြစ်တယ်။အဲ့ဒီတော့တယောက်နဲ့တယောက်ကသွေးအေးသွားတယ်လို့ခံစားနေရပြီးဆိုလို့ရှိရင်ပေါ့နော်ဒီဟာကကိုရီးယား relationship မှာအလန်းပေးလာပြီလို့ပဲပြောလို့ရတယ်ပေါ့နော်အဲ့လိုမျိုးကြီးခံစားနေရပြီဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့လှုပ်သိမ့်တာကပေါ့နော်ဒီ view site မှုလေးပြန်ပေးမယ်ကွာအရင်ကပြန်လာပြီဆိုတာနဲ့ပေါ့နော်နှစ်ယောက်သားကဒီလိုမျိုးကိုဖုန်းထုတ်ပြီးတော့မှဖုန်းကိုသုံးနေကြတဲ့သူကြီးဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ပြန်လာတာနဲ့ဖုန်းကိုခဏမေးချပြီးတော့မှဟေးဒီနေ့အဆင်ပြေခဲ့ရလားဒီနေ့ဘယ်လိုလဲပေါ့နော်အဲ့လိုမျိုးလေးတွေစပြီးပြောမယ်တယောက်နဲ့တယောက်နှွေးထွေးမှုလေးတွေပြန်ပြီးတော့မှပေးကြမယ်ပေါ့နော်ပြီးတော့မှဒီလိုမျိုးချစ်ခင်ကျင်နာကြောင်းလေးပြသကြမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလောက်ပြီးတော့မှတဖြည်းဖြည်းနဲ့ကိုရိုရဲ့ဆက်ဆံရေးမှာပေါ့နော်ဒီနှွေးထွေးမှုလေးရှိတယ်ဂရုစိုက်မှုလေးရှိတယ်ဆိုတာလေးကိုတယောက်နဲ့တယောက်ပြန်ပြီးမြင်လာအောင်ပြမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးဝေးကွာနေတယ်လိုမျိုးခံစားရတဲ့ feeling ကနေပြီးတော့မှပြန်ပြီးတော့မှနီးစပ်မှုလေးပြန်ရလာမယ်နှွေးထွေးမှုလေးပြန်ရလာမယ်ဆိုလို့ရှိရင်ပေါ့နော်တယောက်နဲ့တယောက်ကအိမ်ထဲမှာတူတူနေရပြီးတော့မှပေါ့နော်ဒီနှွေးထွေးမှုအပြည့်နဲ့ချင်းမြတ်တာတွေအပြည့်နဲ့ပြန်ပြီးတော့မှနေရတဲ့ relationship မျိုးကိုပြန်ပြီးတော့မှရနိုင်တယ်ပေါ့နော်ဒီတော့ကိုနဲ့သူနဲ့ကြားမှာရောတအိမ်ထဲမှာတူတူနေရပေမဲ့ပေါ့နော်ဒီလိုမျိုးဝေးကွာနေတယ်လို့ခံစားနေရလားတအိမ်ထဲမှာတူတူနေပြီးတော့မှစကား10လုံးမပြည့်အောင်ပြောမိတဲ့နေ့တွေကများနေရလားဆိုတာလေးကိုလေဒီ comment မှာပြောပေးခဲ့ပါအောင်နော်အားလုံးပဲမင်္ဂလာပါကျမဟေမာကျော်ပါကျမက mental health counselor psychology inform life coach တယောက်လေးဖြစ်ပါတယ်ရှင်ကျမစီမှာ mental health နဲ့ပတ်သက်ပြီးတော့မှ counseling session တွေကိုယူလို့ရပါတယ်